မင်္ဂလာပါရှင်။လိုက်စာတီဗီရဲ့အပတ်စဉ်ဗုဒ္ဓဟူးညနဲ့စနေညမှာထုတ်လွှင့်နေတဲ့ဗမာတိုင်းသားပါတာဖြစ်သတင်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်အင်အားဖြည့်တင်းလာတဲ့စစ်ကောင်စီရင်တန်းကိုကန်ရီမိုင်းခွဲတိုက်ခိုက်တဲ့တဲ့မိုင်ဆာပါကိုဗစ်ပိုစတစ်စင်တာမှာစေကူတာခံယူနေသူအယောက်800နီးပါးရှိတဲ့တဲ့နဲ့စစ်ကောင်စီတပ်များမှပြည်သူနေအိမ်များကိုမိရှို့ဖျက်ဆီးတဲ့တဲ့တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကျမအန်ခုမ်ဂျာစင်ပါရှင်။ကဲရဲ့အမတ်ရှိတပ်မဟာအမတ်35တပ်ရင်းနေမြေပြင်ဝေနဲ့မော်လူကြားမှာကချင်ပြည်နယ်တို့စစ်ကောင်စီတပ်မှစစ်အုံဆောင်များတေးဆောင်လာတဲ့စစ်ရင်တန်းကိုဒီဇင်ဘာလ4ရက်နေ့နနက်10:30မိနစ်30ခွဲအချိန်ခန့်တွင်ကဲရဲ့တပ်ဖွဲ့များမှမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်မှစစ်ကား33စီးဖြင့်စစ်ရင်အားစစ်အုံဆောင်ပစ္စည်းများနဲ့အစားအသောက်များတင်ဆောင်လာတဲ့ရင်တန်းကို KNA တပ်မှနှစ်ကြိမ်တိုင်မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်မှစစ်အားတိုးချဲ့ကစစ်ရေးလှုပ်ရှားတာတွေလှုပ်ဆောင်နေတဲ့အတွက်ဒီဇင်ဘာလ3ရက်နေ့မနက်9:00နာရီအချိန်ခန့်ကလည်းဗမော်မြို့အနီးပါပေါင်းကျေးရွာတွင်စစ်ကောင်စီတပ်နဲ့ KNA တပ် PDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်းလည်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားချိန်စစ်ကောင်စစ်တပ်မှပါပေါင်းကျေးရွာအတွင်းလူနေအိမ်များတို့လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက်လက်နက်ကြီးကြီးထိမှန်ကဒေသခံပြည်သူတို့တေဆုံးသွားကြောင်းလည်းသိရပါတယ်ရှင်။ကဲဝဆိုရဘဟု COVID-19 ကပ်ရောဂါကာကွယ်နိုင်ရေးကော်မတီကအသစ်ဖွင့်လှစ်လိုက်တဲ့မိုင်ဆောက်ပါကိုဗစ်ပေါ့စတစ်စင်တာမှာစေကူတာမှုခံယူနေသူအယောက်800နီးပါးရှိနေပြီလို့တာဝန်ရှိသူတွေကပြောပါတယ်။လိုက်စာမြို့နဲ့အနီးပတ်ဝန်းကျင်ရှိကျေးရွာများစစ်ဆောင်စခန်းများမှာကိုဗစ်ပိုးစစ်ဆေးတွေ့ရှိတဲ့လူနာများကိုအသစ်ဆောက်လုပ်ထားတဲ့မိုင်ဆောက်ပါကိုဗစ်ပေါ့စတစ်စင်တာတို့ပို့ဆောင်က KNO အစိုးရမှအဆအရာရာတာဝန်ယူစေကူတာမှုပေးနေပြဖြစ်ကြောင်းဗဟိုကိုဗစ်ကော်မတီမှသိရပါတယ်။ဗဟိုကိုဗစ်ကပ်ရောဂါကာကွယ်နိုင်ရေးကော်မတီတာဝန်ရှိသူများကလည်းအပိသက်ဆောက်လုပ်နေတဲ့ကိုဗစ်ပေါ့စတစ်စင်တာကိုကြည့်ရှုစစ်ဆေးခြင်းစေကူတာမှုခံယူနေတဲ့လူနာများကိုအပိစကားပြောကြားကစန္ဒာအတွင်းတာဝန်ကျဝန်ထမ်းများနဲ့တွေ့ဆုံပြီးလိုအပ်သည့်များကိုမာကြားလမ်းညွှန်မှုပေးခဲ့ပါတယ်။လက်ရှိအချိန်မှာတော့လိုက်စာမြို့ကိုအသွားအလာကန်တတ်ထားဆဲဖြစ်ပြီးကိုဗစ်ရောဂါကူးစက်မှုပြန့်ပွားမှုကိုထိန်းချုပ်နိုင်တဲ့အခြေအနေပေါ်မူတည်ပြီးလောက်တောင်းဖြေလျှော့ခြင်းများလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။ဒါကြောင့်လိုက်စာမြို့နယ်အနီးတစ်ဝိုက်ကပြည်သူလူထုများမှလည်းကိုဗစ်ရောဂါကာကွယ်နိုင်ရေးစည်းကမ်းချက်များကိုအထူးဂရုစိုက်လိုက်နာကြရန်ထုတ်ပြန်ကြေညာထားပါတယ်။လိုက်စာမြို့နယ်အနီးတစ်ဝိုက်ဒေသတွေမှာယခုအချိန်ထိကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိသူအယောက်9000ကျော်ရှိပြီးကုသပျောက်ကင်းသူအယောက်3000ကျော်နဲ့တေဆုံးသူ9ဦးရှိကြောင်းလည်းသိရပါတယ်ရှင်။မုံကိုဒေတာစင်ဆိုင်ထန်ကျေးရွာတွင်ဒီဇင်ဘာလ1ရက်နေ့တွင်စစ်ကောင်စီတပ်နှင့်ကိုကောင်တပ်တို့တိုက်ပွဲဖြစ်ပွားချိန်ကျေးရွာတွင်လက်နက်ကြီးများကြားရောက်ပောက်ကွဲမှုကြောင့်နေတချို့မီးလောင်ပျက်စီးတဲ့အပြင်နှစ်ဖက်တိုက်ပွဲပြီးဆုံးချိန်စစ်ကောင်စီတပ်ဖွဲ့များကကျေးရွာတွင်ဝင်ရောက်လာကနေအိမ်အများစုကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေတာခန့်များမှပြောပါတယ်။မုံကိုဒေတာတွင်အာနာသိန်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့်ကိုကောင်တပ်မတော်MNDAA တို့နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့်ဒေသခံပြည်သူများကမိမိနေအိမ်များကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။စင်ဆိုင်ထန်ကျေးရွာဒေသခံများစုကမုံကိုမျိုးတို့ဆစ်ရှောင်နေကြတာဖြစ်ပြီးပြည်သူများထိခိုက်မှုမရှိပေမဲ့အိမ်နဲ့အိမ်တွင်းရှိအသုံးဆောင်ပစ္စည်းများမီးလောင်တဲ့အထက်ပါတယ်လို့ဒေသခံတအူးကပြောပါတယ်။အဲ့ဒီဒေသကပြည်သူတွေကတိုက်ပွဲမကြာခဏဖြစ်တာကြောင့်2016ကတည်းကမုံကိုဘက်အိမ်900ရန်နေထိုင်ဆွေမျိုးအိမ်မှာခိုးလုံတာတွေပြုတ်လုပ်ပြီးတော့အလုတ်ချိန်ဆိုနေရက်ပြန်ကြတာအခုတော့တိုက်ပွဲဖြစ်ပွားချိန်လည်းဖြစ်မြန်မာစစ်တပ်ကမီးရှို့လိုက်တော့နေအိမ်မရှိကြတော့ဘူးလေစင်ဆိုင်တန်ကျေးရွာတွင်ကချင်ကိုကတ်နဲ့တရုတ်လူမျိုးတွေနေထိုင်တဲ့ကျေးရွာဖြစ်ကကျေးရွာနေတွင်စစ်ကောင်စစ်တပ်ကစစ်စင်ရေးလုပ်နေတာကြောင့်ကိုကောင်တပ်မတော် MNDAA နဲ့နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းလည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ယနေ့ညဗမာတိုင်းသားပါတာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကာယစိတ်နှပြဒုက္ခပြေဝပြီးကပ်ယောဂအပေါင်းမှကင်းဝေးနိုင်ပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။